အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာဗမာပြည်မှာလည်းငလင်လှုပ်တဲ့ဟာကတပတ်ကျော်ပြီ10ရက်ကျော်ပြီလူတွေအကုန်လုံးကဝမ်းနည်းမှုတွေနာကျင်မှုတွေအပြင်မှာအခုပြန်လဲတိဆောက်ရေးတွေလုပ်နေရတယ်လူတွေရဲ့အခက်အခဲတွေဒုက္ခတွေကတခါမှယော့သွားတယ်မရှိဘူးတိုးလာတာပဲရှိတယ်ငလျင်လှုပ်တာက10ရက်ကျော်သွားပြီလူတွေရဲ့ဝမ်းနဲ့ကြေကွဲမှုတွေရက်လက်တပိတ်သွတ်တာတွေလလက်တပိတ်သွတ်တာတွေလာတော့မယ်အခုအချိန်ထိမိုးတဲ့ရေထဲမှာလူတွေကနေနေရတော့အခက်အခဲတွေကပိုးပြီးတော့များလာတယ်ကျွန်တော်ပေးမယ့်အကောင်းစဉ်က view ဟာတွေဘလို့ဆွဲမှာလဲဘသူတွေဘာတွေဆက်လုပ်မှာလဲဒီအခြေအနေကတိတ်ပြီးတော့အရေးကြီးတဲ့အခြေအနေဖြစ်လာတယ်အရေးကြီးတဲ့အခြေအနေလို့ပြောတဲ့ကိစ္စကမင်းအောင်လှိုင်စစ်တပ်ဟာမျိုးဆောင်တပ်မရှိဘဲနဲ့အကာအကွယ်တွေရကုန်မင်းအောင်လှိုင်စစ်တပ်ဟာမျိုးဆောင်တပ်မရဘဲနဲ့အကာအကွယ်တွေရလာပြီဒီဟာကဘာကိုပြောတာလဲကျွန်တော်ပြောပါမယ်ငလျင်ကြီးဖြစ်တယ်စကိုင်းမှာအခက်အခဲတွေအများကြီးဖြစ်တယ်မန္တလေးမှာအပျက်အစီးတွေအများကြီးရှိတယ်နေပြည်တော်မှာအသေးအပြောက်တွေအများများတယ်ဒီလိုသုံးခုဖြစ်တဲ့အခါမှာနိုင်ငံတကာကနေပြီးတော့ဆေးရုံတွေကူညီကယ်ဆယ်ရေးအဖွဲ့တွေဝင်းလာကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေဆိုတာကနိုင်ငံတကာကိုနော်ဂယုမဆိုင်ဘူးအမိအခိုမရဘူးဆိုတော့မှနိုင်ငံတကာကအကူအညီအဖွဲ့တွေကိုနိုင်ငံတကာကိုကျွန်တော်တို့ကအသိအမှတ်ပြုအောင်စ조사နေရတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ကိုအောင်နိုင်မြေတတိရတယ်အစ္စလာမ်ဝါလေကွန်ဥပုပ်လည်းမြတ်ရပါစေဒီတော့အခု NUG က PDF က NUG တို့ PDF တို့ကမန္တလေးကိုသိမ်းမယ်စကိုင်းကိုသိမ်းမယ်နေပြည်တော်ကိုလမ်းများအားလုံးနေပြည်တော်တို့ဒီလိုမျိုးပြောထားတာတွေရှိဒီတော့ဒီလိုပြောထားတဲ့အခါမှာစကိုင်းကိုသိမ်းဖို့ဟိုမှာနိုင်ငံတကာကဆေးရုံဆေးကန်းတွေလာဖွင့်တယ်နိုင်ငံတကာကကူညီကယ်ဆယ်ရေးတွေလာလုပ်တယ်ဟေ့ဆိုရင်ကျွန်တော်တို့ကသိမ်းနိုင်ရင်တောင်မှသိမ်းဖို့ကိုစဉ်းစားရတော့မယ်ငါတို့သွားသိမ်းလိုက်လို့ရှိရင်နိုင်ငံခြားကအကူအညီတွေကိုအထီးကိုက်ဖြစ်မလားအနှောက်အယှက်ဖြစ်မလားငါတို့ကသွားပစ်တာရွာနီးချုပ်ဆက်ပဲစစ်တပ်ကကောင်တွေကအိမ်မှာရှိသမျှဂျပန်ဆေးရုံကတို့ဂျပန်ကူညီရေးအဖွဲ့ကလူတွေဆေးရုံကလူတွေကိုအကုန်ပစ်သားမယ်ဟိုနေပြည်တော်မှာရှိတဲ့အမေရိကန်ဆေးရုံကလူတွေအကုန်လုံးကိုပစ်သားမယ်စစ်တပ်ကကောင်တွေကလှုပ်ဖို့သူတို့မှာအကြံအစီတွေရှိပြီးသားစစ်တပ်ကကောင်တွေကကယ်ဆယ်ရေးအဖွဲ့တွေကိုသတ်ဖို့နော်ဒုက္ခပေးဖို့နှီးမျိုးစုံနဲ့ကြံဖို့စစ်တပ်ကအကုန်လုံးအကြံအစီတွေရှိပြီးသားရှိလို့လေဒီနိုင်ငံတကာအဖွဲ့အစည်းတွေကိုပြည်သူတွေကိုအကြောင်းပြပြီးတော့ခေါ်ပြီးတော့ဆေးရုံတွေဖွင့်ပေးတာဒီတော့ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေကဒီမြို့ကြီးတွေကိုမဖြစ်မနေကိုရှောင်ရမယ့်အနေအထားဖြစ်နေတယ်စကိုင်းကိုရှောင်ရမယ်မန္တလေးကိုရှောင်ရမယ်နေပြည်တော်ကိုရှောင်ရမယ်ဒီအခါမှာတော်လှန်ရေးအဖွဲ့အစည်းတွေအင်အားကောင်းနေတာကလည်းအညာဒေသစကိုင်းတို့မကွေးတို့ဒီလိုအထက်အညာဒေသတွေမှာတော်လှန်ရေးအဖွဲ့အစည်းတွေကအင်အားကောင်းနေတာရွာလေးတွေသိမ်းနေဆိုတဲ့ဟာကလည်းခင်ဗျားတို့တစ်ချိန်လုံးရွာလေးတွေကသိမ်းနေတာပဲဒီတော့မြို့ကြီးတွေသိမ်းဖို့ဟာမှာဒီဂျပန်ကူညီကယ်ဆယ်ရေးအဖွဲ့တွေအမေရိကန်ကူညီရေးအဖွဲ့တွေရုရှားတွေအကုန်လုံးနိုင်ငံတကာအဖွဲ့တွေကလာကူညီပြီးဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ကိုအနှောက်အယှက်မဖြစ်အောင်သူတို့ကိုထိခိုက်နစ်နာမှုတွေမဖြစ်အောင်ဒီမျိုးကြီးတွေရှောင်လိုက်လို့ရှိရင်ဘလို့မှတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့တိုက်ဖို့နေရာကကျင်းကိုကျင်းသွားတယ်လို့ဖြစ်တယ်ကိုဖာသာကိုတေးသေးချာချာပြန်ပြီးတော့စဉ်းစားကြည့်နော်ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေအခုလမ်းများအားလုံးနေပြည်တော်တို့ဆိုတာကလည်းမဖြစ်မနေကိုရွှေ့ရမယ့်အခြေအနေလမ်းများအားလုံးနေပြည်တော်တို့ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေစကိုင်းကိုသိမ်းမယ်ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေနေပြည်တော်ကိုသိမ်းမယ်ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေဒီလိုအခြေအနေတွေဖြစ်လာပြီဟေ့ဆိုလို့ရှိရင်မင်းအောင်လှိုင်စစ်တပ်ဟာမျိုးဆောင်တပ်မထားဘဲနဲ့တောင်မှသူဒီသုံးမျိုးကသူလုံခြုံတယ်လို့ဖြစ်နေဒီတော့ကျွန်တော်တို့တော်လှန်ရေးဖွဲ့စည်းတွေဘာဆက်လုပ်မလဲ PDF တွေဘာဆက်လုပ်မလဲတ
တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းတွေကသူ့ဟာသူအခုအချိန်မှလည်းဆက်ပြီးတော့တိုက်နေတော့မယ်တိုင်းရင်းသားနေရာတွေမှာအခုချိန်ထိစစ်တပ်ကလည်းဘုံကျဲနေတော့မယ်ဒီတော့အကောင်းဆုံးအကြံစီလို့ပြောရမယ်ဆိုလို့ရှိရင်တိုင်းရင်းသားဒေသတွေမှာစစ်တပ်ကင်းစင်ရေးဖြစ်အောင်လုပ်နိုင်ဖို့အရေးကြီးတယ်အဲ့လိုလုပ်ဖို့အခါကျတော့လေအခုလာရှိုးမှာနေစစ်တပ်ကပြန်ပြီးတော့နေရာယူတော့မှာလာရှိုးဆိုတာဗျာဒါရှမ်းပြည်နယ်ထဲမှာပါတယ်တိုင်းရင်းသားဖွဲ့စည်းတွေကနေပြီးတော့အုပ်ချုပ်ထားတာအခုဒီဟာကိုပြန်ပြီးတော့စုပ်ရမယ်ဟေ့ဆိုလို့ရှိရင်စစ်တပ်ကအလိုလိုနေရင်းနဲ့မျိုးဆောင်တပ်တွေမရှိဘဲနဲ့ကြီးစံတထောက်မှမထွက်ဖဲနဲ့စစ်တပ်ကနေပြီးတော့အခုနေရာတွေကိုသိမ်းနိုင်တယ်လို့ဖြစ်သွားပြီလူတွေကလည်းဒုက္ခရောက်နေတာဒုက္ခရောက်နေတဲ့ပြည်သူတွေကြားထဲမှာတိုက်ပွဲဖော်ဖို့ဆိုတာကလည်းတော်တော်စဉ်းစားရမယ်ကိစ္စငကိုတွေကဒုက္ခရောက်နေတဲ့ပြည်သူတွေဒီတော့တော်လှန်ရေးအဖွဲ့အစည်းလုံနေတော်လှန်ရေးလုံနေတဲ့သူတွေခေါင်းဆောင်တွေအထူးသဖြင့် UNG လို့ခေါင်းဆောင်တွေခင်ဗျားတို့ပြက်ပြက်သားသားစဉ်းစားရတော့မယ်ကိစ္စရှိတယ်ပြက်ပြက်သားသားဆုံးဖြတ်ရတော့မယ်ကိစ္စရှိတယ်အဲ့ဒါကဘာလဲဆိုတော့စစ်တပ်ကိုတော့အလျှော့ပေးလို့မရဘူးသို့တော့ငါတို့ PDF တွေငါတို့ရှိသမျှဗမာအဖွဲ့အစည်းတွေကတိုင်းရင်းသားဒေသတွေမှာရှိတဲ့စစ်စခန်းတွေအကုန်လုံးကိုဥပမာမွန်ပြည်နယ်မှာကရင်ပြည်နယ်မှာကချင်ပြည်နယ်မှာအဲ့ဒီဒေသမှာဖြန့်ကျက်ထားတဲ့စစ်စခန်းတွေဌာနချုပ်တွေဒီလိုဟာတွေအကုန်မရှိအောင်ငါတို့ဘလို့ပြန်လုပ်မလဲဆိုတဲ့ဟာကိုဗျူဟာပြန်ပြီးတော့ပြောင်းဖို့ဆွေးနွေးဖို့ဒီကိစ္စတွေကတိတ်ပြီးတော့အရေးကြီးလာပြီမပြောချင်လဲပြောရမယ်ပြောချင်လဲပြောရမယ်လောလောဆယ်3လစကိုင်းကိုတိုက်လို့မရဘူးလောလောဆယ်3လမန္တလေးကိုတိုက်လို့မရဘူးလောလောဆယ်3လနေပြည်တော်ကိုတိုက်လို့မရဘူးကျွန်တော်တို့ကပြည်သူတွေနစ်နာမယ်ပြည်သူတွေနစ်နာမယ်ပြောမနေနဲ့ပြည်သူတွေကနစ်နာနေပြီးသားငလျင်လုံးမှာပြည်သူတွေကနစ်နာနေတာမဟုတ်ဘူးဒီစစ်တပ်ကနေပြီးတော့အုပ်ချုပ်နေကြတဲ့ကပြည်သူတွေကနစ်နာနေတာအဲ့တော့ပြည်သူနစ်နာမယ်ဆိုတဲ့ကိစ္စပြောပြီးတော့ခင်ဗျားတို့ရှောင်လွှဲလဲနေလို့မရဘူးအခုဟာကနိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေကိုမထိခိုက်အောင်နိုင်ငံတကာကတော်လှန်ရေးအဖွဲ့အစည်းတွေကိုဒီစစ်တပ်ကသတ်တော့မှာထပ်ပြောမယ်နော်ဒီစစ်တပ်ကနေပြီးတော့ဒီမင်းအောင်လှိုင်စစ်တပ်ကနေပြီးတော့ဒီကူညီကယ်ဆယ်ရေးအဖွဲ့တွေကတယောက်ချင်းခရီးသွားတာတို့တယောက်ချင်းစားတောက်ဆိုင်သွားတာတို့အဲ့ဒါမျိုးလုပ်လို့ရှိရင်ပြူစောထီးတွေကတတ်မယ်စစ်တပ်ကတတ်မယ်ရဲရတတ်မယ်မဘာသာတွေကတတ်မယ်တတ်ပြီးသွားလို့ရှိရင်ခမားတို့ကိုလွှဲချမဲ့ဟာကိုခမားတို့ဘာတွေပြင်းစင်ထားပြီလဲစီသူတွေတတိရတယ်ကျွန်တော်စိုးရိမ်ပြီးပြောတဲ့ကိစ္စကအဲ့ဒါအခုကယ်ဆယ်ရေးအဖွဲ့တွေရှိတယ်ဂျပန်လာတယ်အမေရိကန်လာတယ်ရုရှားလာတယ်အဲ့ကယ်ဆယ်ရေးအဖွဲ့ကလူတွေတယောက်ချင်းနေအပြင်ကိုသူတို့သွားလဲမယ်အပြင်ကိုသူတို့ဈေးဝယ်မယ်အပြင်ကိုသူတို့သွားပြီးတော့အပျော်ဟုံးစားပေါ့အနားယူတာတို့ဘာတို့အလဲသွားတာတို့လုပ်မယ်အဲ့ဒီအချိန်မှာစစ်တပ်ကတယောက်ချင်းစီကိုတတ်မှာမင်းအောင်လှိုင်အကွက်ကဒီအကွက်ပဲမင်းအောင်လှိုင်အကွက်ကဒီအကွက်အဲ့ဒီအကွက်ကိုကျွန်တော်တို့ဘလို့အကာအကွယ်ပေးနိုင်မလဲအဲ့ဒီအကွက်ကိုကျွန်တော်တို့ကဘလို့မျိုးပြင်ဆင်ထားမလဲခမည်းတော်အနေနဲ့ဒီကယ်ဆယ်ရေးတွေရှိတဲ့အတွက်ဒီမျိုးကြီးတွေကိုဝင်တိုက်ဖို့ဒီမျိုးကြီးတွေကိုဝင်သိမ်းဖို့အဲ့ဒါတွေကတော်တော်အခက်အခဲဖြစ်သွားပြီစစ်တပ်ကနာမည်ဖျက်မဲ့ဟာကိုခမည်းတော်ဘလို့ပြင်းစင်လုပ်မလဲပြီးတော့ရင်တိုင်းရင်းသားဒေသတွေမှာရှိတဲ့ဒီဗမာစစ်တပ်မင်းအောင်လှိုင်စစ်တပ်ကိုဘလို့အပီးမောင်းထုတ်မလဲကိုယ်နယ်မြေကိုဘလို့အပီးပြင်းတိဆောက်မလဲဒါမျိုးတွေစဉ်းစားရမယ့်ကိစ္စအခက်အခဲတွေကတော့အများကြီးဖြစ်လာမှာအခက်အခဲတွေကတော့အများကြီးကိုဖြစ်လာတော့မှာဘာဖြစ်လို့လဲအခုငလျင်လှုပ်တယ်ရန်ကုန်မန္တလေးမီးပြန်လာတာမလာတာထားမန္တလေးတို့စကိုင်းတို့နေပြည်တော်တို့မီးလာတာမလာတာခဏထားရန်ကုန်မှာပါမီးတွေပြတ်ကုန်ရန်ကုန်မှာမီးပြတ်တဲ့ပြင်နွေရာသီရောက်လာလို့ရှိရင်တခြားမြို့တွေမှာလည်းထပ်ပြီးတော့ပြတ်မယ်ပြည်သူလူထုကအဲ့ဒီမှာလည်းထပ်ပြီးတော့နစ်နာအောင်မှာပဲပြည်သူနစ်နာမယ်ဆိုတဲ့ကိစ္စနဲ့တော့ခင်ဗျားတို့တက်မလာတော့နဲ့တိုင်းရင်းသားခေါင်းဆောင်တွေပဲဖြစ်ဖြစ် PDF ခေါင်းဆောင်တွေပဲဖြစ်ဖြစ် UNG ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တိုင်းရင်းသားတွေနစ်နာမယ်တိုင်းပြည်သူတွေနစ်နာမယ်ဆိုပြီးတော့အဲ့စကလုံးနဲ့တက်မလာတော့နဲ့အဲ့စကလုံးကသုံးလို့မရတော့ဘူးအဲ့စကလုံးကပွဲမတိုးတော့ဘူး
ပြည်သူတွေကနစ်နာနေပြီစစ်တပ်အာဏာသိမ်းတော့လဲနစ်နာတယ်ငလျင်လောက်တော့လဲနစ်နာတယ်ရေကြီးတော့လဲနစ်နာတယ်ဈေးကြီးတော့လဲနစ်နာတယ်မီးမလာလဲနစ်နာတယ်ပြည်သူတွေနစ်နာမယ်ဆိုတဲ့စကားလောက်နဲ့တော့တက်မလာတော့နဲ့ဗမာနိုင်ငံရေးမှာပြည်သူတွေကနစ်နာနေပါပြီဗမာနိုင်ငံရေးမှာပြည်သူတွေကဒုက္ခရောက်နေပါပြီဆိုပြီးတဲ့စကားလောက်နဲ့တက်မလာတော့နဲ့အဲ့ဒါဗမာနိုင်ငံရေးမှာဆေးမတိုးတော့ဘူးပြည်သူတွေကအမြဲတမ်းအကုန်နစ်နာတယ်စစ်တပ်အာဏာသိမ်းလည်းနစ်နာတယ်ရေကြီးလည်းနစ်နာတယ်မှုန်တိုင်းတိုက်လည်းနစ်နာတယ်တိုက်ပွဲဖြစ်လည်းနစ်နာတယ်နေရာတကာမှာပြည်သူတွေကနစ်နာနေတယ်ပြည်သူတွေကနစ်နာနေတဲ့အပြင်မှာပြည်သူတွေမှာအလုံးမရှိအကိုင်မရှိတဲ့အတွက်လူငယ်တွေကမျော်လင့်ချက်မရှိတဲ့အတွက်နိုင်ငံရခြားကိုတစ်နေ့တစ်မျိုးနီးမျိုးစုံနဲ့ကိုထွက်နေတာအပေါ်လန်းထွက်လို့မရရင်အောက်လန်းထွက်မယ်အောက်လန်းထွက်လို့မရရင်အပေါ်လန်းသွားမယ်အပေါ်လန်းသွားလို့မရရင်အလယ်လန်းသွားမယ်ဆိုပြီးတော့ဗမာပြည်ထဲမှာလူငယ်တွေဆိုတာလဲမရှိသလောက်ဖြစ်နေမရှိသလောက်ဖြစ်တဲ့အပြင်မှာမှဒီစစ်တပ်ကြောင့်ဗမာလူငယ်ဗမာနိုင်ငံသားတွေကမျိုးဆက်တွေပြတ်တော့မယ်ဒီစစ်တပ်ကြောင့်ဗမာနိုင်ငံသားတွေမျိုးဆက်ပြတ်တော့မယ်ကျွန်တော်ခင်ဗျားတို့ကိုဥပမာတစ်ခုပေးမယ်ထိုင်းနိုင်ငံမှာအခုအလုတ်သွားလုံနေကြတဲ့လူရွယ်တွေလူငယ်တွေရှိတယ်ခင်ဗျားတို့ပြောတဲ့တီးကျင်တိုင်းတီးကျင်တန်တီးပွင့်ကျင်တန်ပွင့်ဆိုတဲ့လူငယ်တွေရှိတယ်လူငယ်1000သွားတယ်အတွဲ1000မှာခလေး1000မွေးလာလူငယ်1000လုံးလင်မယားဖြစ်အောင်ပေးစားတာမဟုတ်ဘူးအတွဲ1000သွားအတွဲ1000ပဲရှိအတွဲ1000ဆိုတော့လူ2000ပေါ့မိန်းမ1000ယောက်ျား1000ပေါ့အဲ့1000ထဲမှာခလေး900မွေးလာထိုင်းနိုင်ငံမှာလည်းဗမာတွေခလေးမမွေးနိုင်တော့ဘူးကိုရီးယားကိုဗမာတွေသွားတယ်ကိုရီးယားမှာရောဗမာတွေခလေးမွေးလာမတော်တဆရတဲ့ခလေးနဲ့ဖျားပေးတဲ့ခလေးနဲ့ဒီလိုဟာမျိုးပဲရှိတယ်ကိုဟာကိုမိသားစုစီမံကိန်းဆိုပြီးငါကတော့ခလေး2ယောက်ယူမယ်ဟဲ့တယောက်ကိုတော့ပညာရှင်ကြီးဖြစ်အောင်မွေးမယ်ဟဲ့တယောက်ကတော့ငါတို့မိဘကိုကြည့်အောင်မွေးမယ်ဟဲ့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ရည်မှန်းချက်တွေနဲ့နော်စီမံကိန်းတွေနဲ့ခလေးမွေးနိုင်တဲ့လူမရှိဘူးဖျားပေးလို့တော့မတော်တဆတော့အစွတ်မပါလို့တော့ဆိုပြီးတော့မွေးတဲ့ခလေးတွေပဲရှိတယ်အဲ့ဒီအတိုင်းပဲဥရောပကိုသွားတယ်ဥရောပမှာရောဗမာလူမျိုးတွေဗမာနိုင်ငံသားတွေဗမာတွေခလေးမွေးနိုင်လားဟာနိုင်ငံသားတွေနဲ့ယူတဲ့လူကတော့မွေးတယ်ဟဲ့ကျွန်တော်နိုင်ငံသားနဲ့ယူတဲ့လူတွေကိုပြောနေတာမဟုတ်ဘူးဗမာအချင်းချင်းကိုပြောနေတာဒီထဲမှာအကုန်လုံးဖျားဖြစ်မဲ့ကောင်တွေပါတယ်မေကိုမေးတတ်တဲ့ကောင်တွေပါတယ်အကုန်လုံးကျွန်တော်သိတယ်မေကိုမေးတတ်တဲ့လူတွေကိုပါပြောလိုက်အောင်မယ်အမေရိကကိုသွားတယ်အလုတ်သွားလုတ်တဲ့ကြောင်းတက်တဲ့လူတွေကခလေးကိုမမွေးနိုင်တော့ဘူးဒီခါကျတော့ပြဿနာတက်ပြီဗမာပြည်ထဲမှာကျတော့လဲအစွတ်မရှိဆေးမရှိနဲ့နော်မွေးချင်တိုင်းမွေးတဲ့ဟာကြတော့လေအဲ့ကလေးတွေကကြောင်းကောင်းကောင်းမတက်ရအောင်ပညာကောင်းကောင်းမသင်ရအောင်ပညာကောင်းကောင်းမသင်ရဘူးကြောင်းကောင်းကောင်းမသင်ရတဲ့ကလေးတွေကနောက်ဘယ်အချိန်နေမှာဘယ်အခါမှာဘလို့နေရာတွေကိုသူတို့ကိုပေးမလဲခင်ဗျားတို့အကုန်လုံးစဉ်းစားမိရဲ့လားအဲ့တော့ဘာလုပ်မှာလဲဒီငလီကြီးမှလူတွေကပြောတယ်ငိမ့်ချမ်းရေးလှုပ်ဖို့လိုတယ်ငိမ့်ချမ်းရေးလှုပ်ဖို့လိုတယ်ငိမ့်ချမ်းရေးကဘလို့လှုပ်မှာလဲဒီစစ်တပ်ကကောင်တွေကိုဒေါအောင်ဆန်းစုကြည်လိုပဲလှုပ်ချင်တာတွေလှုပ်ပေါ့ကျမခွင့်လွတ်တယ်ဆိုပြီးတော့ဘသူကခွင့်လွတ်ပေးမှာလဲတိုင်းပြည်ပြန်ပြီးတော့တိဆောက်ဖို့လိုတယ်တိုင်းပြည်ပြန်ပြီးတိဆောက်ဖို့လိုတယ်ဟေ့ဆိုလို့ရှိရင်ခင်ဗျားတို့ဘသူကအာမခံလဲကချင်တွေရှိကနေကြောက်စိမ့်ထပ်မတူးတော့ပါဘူးရခိုင်ပြည်နယ်ကနေပြီးတော့ရေနံတွေထပ်မတူးတော့ပါဘူးတဝယ်ကနေသဘာဝဓာတ်ငွေတွေမသုံးတော့ပါဘူးဆိုပြီးဘလူအာမခံလဲဘသူမှအာမမခံအဲ့လိုအာမမခံလို့ရှိရင်တိုင်းရင်းသားဒေသကလူတွေကပို့ပြီးတော့ခံရမယ်သူတို့တယံဇာတာတွေကပို့ပြီးတော့ကုန်မယ်ခင်ဗျားတို့အခုကျွန်တော်သေသေးချာချာထပ်ပြီးတော့ရှင်းပြပေးဦးမယ်နော်အခုရန်ကုန်မြို့ကြီးပြင်မယ်မန္တလေးမြို့ကြီးပြင်မယ်စကိုင်းမြို့ကြီးပြင်မယ်ပြည်သူတွေကသူ့ပတ်စံနဲ့သူ့ငွေနဲ့သူ့အိမ်သူပြန်တိဆောက်တဲ့ကိစ္စကိုကျွန်တော်ပြောတာမဟုတ်ဘူးလျှက်စစ်တွေလမ်းတွေရေစနစ်တွေအကုန်ဒီမျိုးပြစနစ်ကြီးတွေတိဆောက်မယ်ဗမာလည်းအစိုးရမှာပတ်စံ UNG မှာလည်းပတ်စံမရှိဘူးစစ်တပ်မှာလည်းပတ်စံမရှိဘူးဒီတော့ဒီပတ်စံရှိအောင်ဘယ်လိုလုပ်မလဲကချင်ကတောတွေပြပြီးတော့လက်ညှိုးထိုးရောင်းမယ်အေယာဝတီမြစ်စုံကြီးပြန်ပြီးတော့တဲဖို့လုပ်ပြီးတော့ရောင်းစားမယ်အဲ့ကကြရင်တိုင်းရင်းသားတွေကပိုးခံရမယ်ငကိုတဲကတိုင်းရင်းသားတွေရှိရနေပြီးတော့တွေးသမျှလက်ညှိုးထိုးပြီးအကုန်ရောင်းစားလာတာအခုလဲ
ဟာမန္တလေးမြို့ကြီးတီဆောက်ဖို့ကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့တထဲတွေပြည်သူတွေကိုအိမ်ပြိုသွားတဲ့လူကကိုပတ်စံနဲ့ကိုဟာကိုအိမ်ပြန်ဆောက်ကြမှာအဲ့ဒီဟာအစိုးရစိုက်မစိုက်ပြည်သူတွေကကိုနေဖို့အတွက်နော်ကိုလုပ်ငန်းတွေလုပ်ဖို့အတွက်ဟိုတယ်ပြိုသွားတဲ့လူကလည်းဟိုတယ်ပြန်ဆောက်မှာသူပတ်စံမရှိတဲ့သူချင်းငှားပြီးတော့သူပြန်ဆောက်မှာအိမ်တွေပြိုကျသွားတဲ့လူကလည်းသူနေဖို့အတွက်နှစ်ထပ်တိုက်မဆောက်နိုင်လို့ရှိရင်တဲအိမ်လေးတော့သူပြန်ဆောက်မှာအဲ့ဒီကိစ္စပူစရာမလိုဘူးလမ်းတွေပြင်ဖို့မီလိုင်းတွေရေလိုင်းတွေလုပ်ဖို့အစိုးရပတ်စံကုန်ရမယ်အဲ့တော့ဒီအစိုးရမှာပတ်စံမရှိဘူးပတ်စံမရှိဘာဖြစ်မလဲဟေးကြောက်စိမ့်ထတ်တူအေယာဝတီမြစ်စုံကြီးကိုတဲကချင်ထဲမှာလည်းကချင်ဟိုခရိုနီလိုကချင်တခိုးလိုကောင်တွေရှိတယ်အေယာဝတီမြစ်စုံကြီးလှုပ်လို့ရှိရင်ငလျင်လှုပ်လဲဘာမှမဖြစ်ဘူးဆိုတော့ကချင်ထဲကနေပြီးတော့ဟိုကချင်တိုင်းရင်းသားပဲကချင်တိုင်းရင်းသားပဲတစ္ဆာပေါက်တွေရှိတယ်သူတို့ကငလျင်ကတော့ခံနိုင်တယ်ပေါ့ရေဖီအားတို့အဲ့ဒီကချင်ဒေသအဲ့ငလျင်ဟုံးစားမြစ်စုံတယ်လိုက်လို့ထွက်ပြီးတော့ပြေးရမယ်လူတို့ဘာတို့ကိစ္စကြလို့ရှိရင်ဘယ်သူမှမပြောတော့ဘူးတထားပေါ့ဗျာအဲ့ဒါတွေဘာပဲပြောအခုအလောင်းတော်ကတ္တဖဒီ၄နှစ်ဒေါ်လာရေးဖြစ်နေတာအလောင်းတော်ကတ္တဖလည်းကုန်သွားပြီတစ်တော်လည်းကုန်သွားပြီအလောင်းတော်ကတ္တဖတစ်တော်ကြီးလည်းကုန်သွားပြီအဲ့ဒီကုန်သွားလို့ရှိရင်နောက်ထပ်အိမ်ဆောက်ဖို့တစ်ကဘယ်ရမလဲရှိတဲ့နေရာထပ်ပြီးတော့တစ်တော်တွေကထပ်ကုန်အောင်မယ်ဒီတော့လူတို့နစ်နာတယ်ဆိုတဲ့ပြည်သူတွေဒုက္ခရောက်တယ်စစ်တပ်နဲ့စကားပြောရမယ်ဆိုတဲ့စကားလုံးတွေနဲ့ဗမာနိုင်ငံရေးတဲ့ကိုတက်မလာတော့နဲ့ဗမာလူတို့ကနောကျေးနေပြီကျွန်တော်တို့တွေလည်းနောကျေးနေပြီမင်းတို့စကောလာတွေသိတယ်မလားဒေါ်အောင်ဆန်းစုကြည်ဘက်ကပါတဲ့စကောလာတွေစစ်တပ်ဘက်ကပါတဲ့စကောလာတွေအမှန်တိုင်းကိုပြောလို့ရှိရင်အငုံစိတ်တွေပါပြောမနေနဲ့မင်းတို့အငုံစိတ်အမြင့်စိတ်နဲ့ဆရာကြီးတွေမင်းတို့ဘာလုပ်လဲဗမာပြည်မှာစစ်တပ်အာဏာသိမ်းနေမင်းတို့အရင်ဆုံးထွက်ပြေးတာမင်းတို့တွေထိတ်ဆုံးကအခုငြိမ်းချမ်းရေးစကားပြောဖို့ဆိုလာတာမင်းတို့စကောလာတွေထိတ်ဆုံးကဘာဖြစ်လို့လဲမင်းတို့ကပတ်စံရမယ်ဆိုတာသိနေတယ်စစ်တပ်ကကောင်တွေကလည်းဘာမှအသုံးမကျဘူးUNG ကကောင်တွေကလည်းခိုးလို့ရရင်တော်ပြီခွဲပေးရင်တော်ပြီဒီလိုဟာမျိုးတွေစိတ်သက်တွေနဲ့ဘယ်လိုသွားမလဲမမကြီးနှင်းချက်တွေအဘွားဂျမ်းမုံကြီးပါတတိယပါတယ်ဂျမ်းမုံကြီးအဆက်အသွယ်တော့မရှိတော့ဘူးဒီတော့ပြဿနာတွေကအကြီးအကျယ်ရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားတို့နောက်ဆုံး view ဟာအရာအခြေအနေအရာစကိုင်းရုံမသိမ်းနိုင်ဘူးမန္တလေးကိုမသိမ်းနိုင်ဘူးနေပြည်တော်ကိုသိမ်းဖို့မဖြစ်နိုင်ဘူးအခြေအနေအရဖြစ်လာတဲ့ကိစ္စအဲ့ဒါခမည်းတော်အပြစ်မဟုတ်ဘူးခမည်းတော်တို့ကကန်အောင်ပူကောင်းသေးတယ်ဘာဖြစ်လို့လဲခမည်းတော်ဗဇက်ပြောပဲပြောနေတာဗဇက်နဲ့ပြောပြီးမသိမ်းနိုင်လို့ခမည်းတော်ကိုလည်းရီးနေတာလမ်းများအားလုံးနေပြည်တော်တို့မန္တလေးကိုမနှက်ဖန်သိမ်းပြီးတပတ်ခါအဥစ္စာမနေ့တုန်းကစကိုင်းကိုစီးပြီးသွားပြီခမည်းတော်တွေကိုအခုငလျင်ရနေပြီးတော့ပြန်ပြီးတော့သိတ်ခါဆယ်ပြီးတာUNG ငလျင်လောက်တာနော် UNG ကိုသိတ်ခါပြန်ဆယ်ပြီးတာဘာလဲဟိုဘယ်လိုပြောမလဲသူတို့ပြောတာကွက်ပစ်ခင်းတယ်တို့ကွက်စိတ်နင်းတယ်တို့ကွက်ပစ်ခင်းတယ်တို့ကွက်စိတ်တွေကွက်ပစ်တွေရှောက်ခင်းမနေတော့နဲ့မင်းတို့အခုငလျင်ရကဲပေးလိုက်ပြီမင်းတို့သိန်းနိုင်မှမထင်နဲ့နော်စကိုင်းကိုလည်းငလျင်လှုပ်ပေးထားတယ်မင်းတို့မသိန်းနိုင်နဲ့မန္တလေးကိုလည်းငလျင်လှုပ်ပေးထားတယ်အဲ့တော့မင်းတို့အကြောင်းပြလို့ရတယ်ပြည်သူတွေဒုက္ခရောက်နေလို့ကျွန်တော်တို့ကမသိန်းနိုင်ပါဘူးကယ်ဆယ်ရေးတွေရှိနေလို့မသိန်းနိုင်ပါဘူးမင်းတို့အကြောင်းပြလို့ရတယ်ဒါပေမဲ့မင်းတို့အကြောင်းပြလဲတိုင်းရင်းသားဒေသတွေမှာစစ်တပ်မရှိအောင်တိုင်းရင်းသားတွေကိုမင်းတို့ဘလောက်ကူမလဲတိုင်းရင်းသားတွေကိုမင်းတို့ဘယ်လိုမျိုးအကျိုးပြုမလဲတိုင်းရင်းသားဒေသတွေမှာလာပြီးတော့စစ်တပ်ကရောင်းစားမဲ့တယံဇာတတွေကိုဘယ်လိုအကာအကွယ်ပေးမလဲဒီကိစ္စကသိပ်အရေးကြီးတယ်အဲ့တော့ view ဟာတွေဘယ်လိုပြောင်းမှာလဲဒီ3လကျင်းသေးတာဒီ3လမှာမန္တလေးစကိုင်းနေပြည်တော်သွားထိလို့မရဘူးဒီ3လမှာမန္တလေးစကိုင်းနေပြည်တော်သွားထိလို့မရဘူးဘာလဲကယ်ဆယ်ရေးအဖွဲ့တွေရှိနေတယ်နိုင်ငံတကာအဖွဲ့တွေရှိနေတယ်အဲ့ဒီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်တပ်ကသတ်ပြီးတော့ကိုယ့်နာမည်မဖြတ်အောင်ကိုဘလို့အကာအကွယ်လုပ်မလဲအဲ့ဒီကိစ္စအရေးကြီးတာကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်တပ်ကသတ်ပြီးတော့တော်လှန်ရေးအဖွဲ့တွေကိုနာမည်မဖြတ်အောင်ကိုဘလို့အကာအကွယ်လုပ်မလဲကိုဘလို့ကြိုးတင်ပြင်းစင်ထားမလဲအဲ့ဒီကိစ္စအရေးကြီးတယ်မင်းအောင်လှိုင်ကတော့သတ်ပြမှာရခိုင်မှာမတွေ့ဘူးလားရခိုင်ကိုနာမည်ဖြတ်ချင်တဲ့အခါကိုဗစ်မှာကုလသမဂ္ဂဝန်ထမ်းကိုပေါ့စစ်တပ်ကပြစ်ပြီးလဲပြစ်ပြီးတော့အေအေရပြစ်တယ်ဆိုပြီးတော့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအေအေရပြဿနာမရှင်းရှင်းအောင်စစ်တပ်ကကောင်တွေလောက်တာ UN ကောင်တွေကလည်းပြဿနာပဲဖွပေးတာ
လူခွေရေးသမားတွေကလည်းပြဿနာပဲဖွာပေးတာတကယ်ရေဆုံးမိုးဆုံးလဲလိုက်မယ်လဲလို့ကောစစ်တပ်ပြစ်မှန်းလဲသိရောလူခွေရေးအဖွဲ့တွေလည်းပျောက်သွားတယ် UN လဲပါဇက်ပိတ်သွားတယ်အခုလဲငလျင်မှာပြည်သူလူထုကကူညီခြင်းနဲ့ပြည်သူချင်းကူညီနေတာစစ်တပ်ကတားမြစ်တယ်ပိတ်ပင်တယ်လူခွေရေးအဖွဲ့အစည်းတွေပါဇက်အကုန်ပိတ်နေတယ်အခုငလျင်လုံနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကလူမဟုတ်ဘူးလားကျွန်တော်မေးကြည့်တာပါကျွန်တော်မသိလို့အခုကျွန်တော်တကယ်မသိတော့ဘူးခလန်မန်းရေပေါ့မမကြီးနှင်းချယ်တွေပေါ့အခုစကိုင်းမှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံမန္တလေးမှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံနေပြည်တော်မှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံကိုအကူအညီပေးနေတဲ့သူတွေကိုအကူအညီပေးလို့မရအောင်လုပ်နေတဲ့စစ်တပ်ကိုလူခွေရေးဖွဲ့စည်းတွေဘာမှပြောတော့ဘူးအဖွဲ့အစည်း196ဖွဲ့လည်းပျောက်သွားပြီလူခွေရေးអော်တဲ့ကောင်တွေလည်းအတန်မကြားတော့ဘူးအခုစကိုင်းမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားမန္တလေးမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားနေပြည်တော်မှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားအဲ့ဒီလူတွေဒုက္ခရောက်တဲ့သူကိုကူညီနေတာလဲလူတွေပဲမဟုတ်ဘူးလားအဲ့ဒီကူညီနေတဲ့လူတွေကိုအနှောက်အယှက်ပေးတဲ့စစ်တပ်ကိုလူခွေရေးအဖွဲ့အစည်းတွေတခုမှမပြောဘူးလူခွေရေးအဖွဲ့အစည်းတွေစောင့်နေတာပါလေငြိမ်းချမ်းရေးစကားပြောငြိမ်းချမ်းရေးစကားပြောရင်လူခွေရေးအဖွဲ့အစည်းကလူတွေကအ ਨੇ ဆုံးတော့လေ့လာသူနဲ့တက်မယ်ဟိုတယ်မှာနေရမယ်စစ်တပ်ကကျွေးတာစားရမယ်ဒီတော့ဗမာပြည်မှာလူခွေရေးသမားတွေဆိုတာဥပဒေအထက်မှာနေကျင်တာဖုံးကြီးတွေလိုမျိုးကြော့ပါရဲ့စိုးစွန်းပြစားကျင်တာဖုံးကြီးတွေလိုမျိုးအချို့ပွဲတဲကျင်တာဒီတော့ဒီလူခွေရေးသမားတွေကိုစကောလာတွေကိုနော်ပညာတော်သင်စုရတယ်ပြောပြီးတော့စကယ်ပြန်သားကောင်တွေကနေရာတွေယူပြီးတော့တိုင်းပြည်ကိုဖျက်ဆီးနေတာမျိုးတွေဒါတွေကိုပြည်သူလူထုအခုချိန်မှာသေးချာသိအောင်ကျွန်တော်တို့ကအကျိုးအကြောင်းကိုသေးချာပြောသင့်တယ်နောက်တစ်ချက်ကတော့ကိုလူမျိုးကိုဘာသာကိုရက်ကွက်ကိုနေရာဆိုပြီးတော့မဟုတ်ကမလုံးတွေရှောက်ပေးနေတာဒီလိုလူတွေကိုကျွန်တော်တို့ကသေးချာနာမည်နဲ့ပါသေးချာတက်ပြီးတော့ပြောဖို့လိုတယ်ဒီလူတွေကလိန်ကကြစ်လုံနေတယ်ဆိုတာကိုပြည်သူတွေသေးချာသိဖို့လိုတယ်အဲ့တော့ကျွန်တော်ညီကုန်းချုပ်ပါတော့မယ်ကိုဘလောက်ပဲလှုပ်ချင်ကိုဘလောက်ပဲဖြစ်ချင်အခြေအနေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာဘူးအခြေအနေကကိုလှုပ်ချင်တယ်လို့ပေးမလာဘူးအဲ့ဒီလိုမျိုးအခြေအနေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာဘူးပေးမလာဘူးဟေ့ဆိုလို့ရှိရင်ကိုကဘလို့ဖောက်ထွက်ပြီးတော့ကိုဘလို့လှုပ်မှာလဲကိုကဘလို့ဖောက်ထွက်ပြီးတော့ကိုကဘလို့ပြည်သူတွေကိုရှေ့ကနေဥဆောင်မှာလဲဒီလိုဟာမျိုးစဉ်းစားနိုင်တဲ့ခေါင်းဆောင်တွေဗမာပြည်မှာပေါ်ဖို့အရန်အရေးကြီးပါတယ်ပြည်သူတွေအနေနဲ့ကလည်းသေးချာသိဖို့လိုတယ်ငါတို့ကဒီစစ်အာဏာရှင်စနစ်ရှိနေအမြဲတမ်းနစ်နာမယ်ဘာသာမတူရင်လည်းနစ်နာတယ်လူမျိုးမတူရင်လည်းနစ်နာတယ်ဒီစစ်တပ်ကနှီးမျိုးစုံနဲ့လူတိုင်းကိုခွဲခြားနေတာဒီစစ်တပ်မှာဗာလဲဆိုတော့သူတို့အပေါ်မှာဖားတဲ့လူတွေသူတို့ကိုကြောက်တဲ့လူဆိုလို့ရှိရင်သူတို့နေရာပေးမယ်သူတို့ဖျက်ချောက်မယ်သူတို့ကိုစန့်ကျင်တဲ့လူဆိုလို့ရှိရင်ရန်သူလုပ်မယ်ဥပမာတစ်ခုကိုပြောပြမယ်ရခိုင်ထဲမှာအေးမောင်တို့စောမြရာဇာလင်းတို့ဆိုလို့ရှိရင်မင်းအောင်လှိုင်ကချစ်မှချစ်မင်းအောင်လှိုင်ကနေရာပေးမှပေးသူတို့ကိုစန့်ကျင်တဲ့ရခိုင်ဆိုလို့ရှိရင်သတ်မှသတ်ဒီအတိုင်းပဲကချင်ထဲမှာမြစ်စုံစောက်ချင်တယ်ပြောတဲ့လူတွေကြားလို့ရှိရင်ပါတီလုပ်မယ်ဆိုလဲကြက်ခိုင်ရင်းနဲ့ညီနောင်ပါတီပါလုပ်နော်သူတို့နဲ့အစဉ်ပြေတဲ့ကချင်တွေဆိုအခုချိန်ထိရွှေတူးကျင်တဲ့လူကတူးသူတို့နဲ့အစဉ်မပြေတဲ့ကချင်ကြားလို့ရှိရင်မြို့ပေါ်တက်ကာရာအိုကေဆိုရင်တော့ဖမ်းပြီးတော့ရိုက်နဲ့သတ်ဒါမျိုးတွေကိုပြည်သူလူထုကလည်းသေးချာသိဖို့လိုတယ်ဒီတော့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကခန်းနေရတာအဲ့တော့ခန်းနေရတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကပြည်သူတွေလည်းငါတို့အပေါ်မှာဘသူကတော့ခေါင်းဆောင်မှုသေးချာပေးနိုင်တယ်ဘသူကတော့စေတနာရှိတယ်ဘသူကတော့ငါတို့အတွက်သေးချာဖြစ်မယ်ဒါအခုအချိန်မှာဖြစ်တော့မှနောက်တစ်ချိန်ကျရင်ပြောင်းလဲမလားမပြောင်းလဲလားမသိသေးဘူးလူဆိုတာတစ်ချိန်လုံးစောင့်ကြည့်နေရတာလူဆိုတာအမြဲတမ်းပြောင်းလဲတယ်အခြေအနေပေါ်မှာမူတည်ပြီးပြောင်းလဲတယ်အာဏာပေါ်မှာမူတည်ပြီးပြောင်းလဲတယ်နေရာပေါ်မှာမူတည်ပြီးပြောင်းလဲတယ်
ဗမာလူမျိုးတွေကနေပြီးတော့ခရိုနီဘလောက်ခေါ်ဒေါ်အောင်ဆန်းစုကြည်အာဏာရတော့တိုက်ကွန်းတွေကိုတွေအဲ့လိုမျိုးတွေဖြစ်ကုန်တယ်ဒါကကျွန်တော်မှဖြစ်တာမဟုတ်ဘူးကျွန်တော်ဟိုလာမပြောနဲ့ကျွန်တော်တို့ကဗမာပြည်လည်းမပြန်ဘူးကျွန်တော်တို့ကဒီကနေပြီးတော့2008အခြေခံဥပဒေအောက်မှာဆိုရင်ဘာမှမဖြစ်ဘူးဆိုပြီးကျွန်တော်တို့ကပြောထားပြီးသားဒီတော့ပြည်သူလူထုအနေနဲ့လည်းအစီအမြဲအချိန်မျိုးစောင့်ကြည့်နေပါကိုဒုက္ခတွေကိုလည်းကိုဘာသာကိုဘလို့ဖြေရှင်းမလဲစုပေါင်းပြီးတော့ဘလို့ဖြေရှင်းမလဲဒီလိုမျိုးတွေလောက်ကြပါပြောရင်လည်းဒီ live ကိုညီကုန်းချုပ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ3လ6လကတော့သူများတွေပြောနေသလိုလမ်းများအားလုံးနေပြည်တော်တို့လမ်းနေပြည်တော်ကိုပေါက်ရင်တော့မှအခြေအနေကနေပြည်တော်ကိုတိုက်ဖို့မလွယ်ဘူးဘာဖြစ်လို့လဲနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကိုကျွန်တော်တို့ကသွားပြီးထိလို့မရအောင်ကျွန်တော်တို့ကသွားပြီးတော့တိုက်လို့မရအောင်နိုင်ငံတကာတော်လာအဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကအခုတယောက်ချင်းအပြင်ထွက်တာကိုစစ်တပ်ကသတ်မဲ့ကိစ္စကိုတွေကဘလို့ကြိုတင်ပြင်ဆင်ကာကွယ်မလဲဆိုတာစဉ်းစားကြပါပြောရင်လည်းဒီ live ကိုညီကုန်းချုပ်ပါတယ်ကျွန်တော်လည်းထပ်ပြီးတော့တွေ့ကြသေးတာပေါ့